နေ့ထောင်တူတူဖြတ်တန်းရအောင် So when I die, which I must do, could it shine down here with you? Just my love is mine, all mine. I love mine. Nothing in the world belongs to me but my love, mine, all mine, all mine. Let's talk about ကျမ်းမာအောင်စားတော့မယ်ကျမ်းမာအောင်နေထိုင်မယ်ကျမ်းမာအောင်ကမယ်ကျမ်းမာအောင်ယောဂကျင့်မယ်ကျမ်းမာအောင် meditation လုပ်မယ်ကျမ်းမာအောင်စိတ်ကိုယ်ကိုနှလုံးသား mind body spirit အတူတူဖြစ်ချင်ကြရအောင်လားလို့နော် Brandy တို့လူသားရဲ့အားလုံးအားဘာလို့ကျမ်းမာဖို့လှပဖို့လိုအပ်လဲဆိုတော့ပြပြမယ်နော်လူတွေကလေချင်ငန်းနေလောက်တဲ့ယောဂရေးခြင်းနဲ့အဲ့အရာတွေက physical appearance လှသွားဖို့ဆိုရင်ခေါင်းစဉ်အောင်မှာလောက်ကြရများတယ်အကုန်လုံးမဆိုလို့နော်တော်တော်များများကိုပြောတာဒါပေမဲ့လေဒီနေရာမှာကျမ်းမာဖို့လှပဖို့နှစ်ခုလုံးပါတယ် Brandy ဆိုလို့ရှိရင်တော်တော်များများပေါ့နော်ဘာစားလဲလေချင်ငန်းဘယ်လိုလုပ်လဲ physical appearance ကိုသိချင်လို့ပေါ့နော်ဒီမှာ Brandy physical appearance လှဖို့ယုံမကပဲနေပေါ့နော်စိတ်ကိုကျမ်းမာဖို့ပါပြောပြမှာဒီတော့စိတ်ကျမ်းမာဖို့ရောကိုယ်ကျမ်းမာဖို့ရောအပြင်ရောလောကရဲ့အမှန်တရားတွေဖြစ်တဲ့ Secrets of Universe နဲ့ Esoteric Teaching တွေကိုပါတခါရေးသင်ကြားပေးသွားမှာဖြစ်တယ်။ Brandy ရဲ့ video series တွေကပုံမှန်မြင်နေကြ blog တွေလိုမျိုးမဟုတ်ပဲနဲ့ education နဲ့ဆိုင်ရာလေးပါမယ်။ Mind, body, spirit, healthy lifestyle, holistic healing နဲ့ဘဝရဲ့လူသားဖြစ်နေလို့ပြောလို့ရတာပေါ့နော်။ ကဲဒါဆိုလို့ရှိရင်ငါဖေဆုပ်လေးလုံးနေနဲ့ရတဲ့အတွေ့ပြောပြမယ်။ကျမလုံးနေငါဖေဆုပ်လေးကအရှိအတူမညီဘူးပေါ့နော်အလုံးမညီဘူးအဲ့ဒီအလုံးမညီခြင်းကကျမကိုညီအောင်လုပ်ဆိုပြီးတော့ကျမရဲ့ subconscious mind ကပြောနေတယ်ဘာလို့အလုံးညီလေးမလုံးတာလဲပြီးတော့ကျမရဲ့ higher self ကပြန်ပြောတယ်ဝါရင်ဘာလို့အလုံးညီလုံးမလို့ရမှာလဲကိုပြန်ပြောလိုက်တယ်ဘာမှမဟုတ်ထင်ရပါမယ်ဘဝထဲမှာတခါလေးကျမတို့က perfect ဖြစ်ခြင်းနဲ့အများနဲ့လိုက်လျောညီထွေဖြစ်ခြင်းနဲ့ဆိုပြီးတော့ကိုပုံစံအမှန်တိုင်းမရှင်တန်ကြအောင်ပေါ့နော်ကိုဖြစ်တည်မှုကိုကိုယ်တိုင်ချစ်ပြီးတော့ကိုဖြစ်တည်မှုကိုကိုယ်တိုင်လက်ခံတဲ့ဘော self love အစ်စ်ပဲလို့ဒီနေ့ဟင်းချက်ရင်းနဲ့တွေးမိရယ်ပြီးတော့နောက်တစ်ခုလမ်းလျှောက်ရင်းနဲ့တွေးမိလာလေးပေါ့နော်လောကကြီးမှာလူတွေကဘာဖြစ်လို့ဘောင်လေးထဲမှာနေကြလဲစဉ်းစားမိရယ်ယောက်ျားမိန်းမခွဲကြရဲတားရောင်ခွဲကြရဲလူမျိုးခွဲကြရဲတကယ်တော့လေအဲ့ဒါလူတွေခတ်ထားရဲ့ဘောင်ပဲမနေ့ကအရန်ကောင်းတဲ့စကားလေးတစ်ခုကိုသင်ယူလိုက်ရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူပြောတာလောကယူတိဆောက်ထားတာလူတွေအားလုံးပေါ့နော်တင်လို့ကျွန်တော်တို့ကလူတွေအားလုံးတိဆောက်ထားအမှန်တရားနဲ့တိဆောက်ထားတာမဟုတ်ဘူးလေအများအားလုံးတူညီစွာလက်ခံတဲ့အရာနဲ့တိဆောက်ထားတာလေပြန်တွေးကြည့်လိုက်တော့ဟုတ်တယ်လို့ပဲအခုခေတ်ဆိုလို့ရှိရင်မကောင်းတာလုပ်တာကိုဟာတာအနေနဲ့တော့ပြောနေကြတယ်စိတ်ပေါ်ရတာကိုဟာတာအနေနဲ့တော့မပြောကြ status တွေ share ကြအပြစ်တင်တာတော့မဟုတ်ပါဘူးလောကကြီးကမကောင်းမှုကို normalize လုပ်နေရောကြာလာတော့အားလုံးကဒါအမှန်လို့ဖြစ်သွားတာမျိုးပေါ့နော်ဆိုတော့တခါလေတိုင်းတွေးမိရဲ့အဲ့တော့ကိုပုံစံအမှန်ကိုပျောက်ပြီးတော့သူများတွေကြိုက်တဲ့ပုံစံသူများတွေဘောင်ခတ်ထားတဲ့အတိုင်း mandala effect ကြီးနဲ့ဆက်သွားနေမယ်ဆိုရင်လူသားတွေအားလုံးအဲ့ဒီဘောင်တွေကမယုံထွက်နိုင်မယ်နဲ့အမြင့်ဆုံးလူသား point ဖြစ်တဲ့enlightenment ကိုဘယ်လိုမှရနိုင်မှာမဟုတ်ဘူးဒါကြောင့် awakening နေဘာလို့လုပ်ကြလဲ healing နေဘာလို့လုပ်ကြလဲဖြစ်ကြလဲဆိုတော့ awakening ဖြစ်တဲ့ healing လုပ်တယ်ဆိုတာလေကိုခတ်ထားတဲ့ဘောင်တွေကတဖြည်းဖြည်းခွာချနိုင်ခြင်းကိုယ့်ရဲ့ထဲမှာရှိတဲ့အညစ်အကြေးတွေကိုဒီနေ့ဈေးဝယ်နေလဲတွေ့လိုက်တယ်ကမလေးတယောက်ကအသက်ကြီးရဲ့အန်တီတယောက်ကိုအဲ့လိုစိတ်မရှိတဲ့အတန်းနဲ့စကားပြောနေတာတော့ဆိုတော့ကျမသူ့ကမလေးငယ်ငယ်လေးပဲရှိတယ်ခလေးတတာပြူပေါက်ကလေးဒါပေမဲ့ပြောချင်တာသူ့ရင်ထဲမှာရှိရဲ့ဒီလိုမျိုးစိတ်မရှိခြင်းတွေကဘယ်ကလာရလဲဒီအရာတွေကိုသူဘယ်လိုမျိုး filter လုပ်ရမလဲဆိုတော့သူသိဖို့လိုနေရဲဆိုပြီးကျမမစီမဆိုင်လျှောက်တွေးမိရဲ့ရှင်ဒါမဲ့လည်းကျမပြောချင်တာလူတဦးတယောက်ချင်းစီကိုကျမ healing လုပ်ပေးလို့မရအောင်ဒါကြောင့်ဒီဗီဒီယိုလေးကိုကျမလုပ်လိုက်ရဒီဗီဒီယိုလေးကိုနားထောင်နေသူတိုင်းကနားရင်ထဲမှာရှိနေတဲ့ဒေါသတွေစိတ်မချတဲ့မှုတွေကဘယ်ကလာလဲ dopamine တွေနောက်ကို fake dopamine တွေနောက်ကိုလိုက်ရင်လည်းရလာတဲ့အရာတွေလားဒါမှမဟုတ်ရင် drugs တွေသုံးပြီးရလာတဲ့အရာတွေလားဒါမှမဟုတ်ရင်ဒီလား drug မှမဟုတ်ဘူး shopping ဆွဲတာတို့ဒီလားအဲ့လိုမျိုးအားတွေလည်းအကုန်လုံးကလည်းဆွဲလမ်းမှုတွေပဲချစ်ချင်းလည်းဆွဲလမ်းမှုပဲမုန်းချင်းလည်းဆွဲလမ်းမှုပဲဒီတော့ကျမတို့အားလုံးကလောကမှာလေးတောက်သိဖို့လိုတယ် awareness ရှိဖို့လိုတယ်တကယ်တော့လေဒီလားအဲ့အရာကိုယ့်ရင်ထဲမှာရှိတဲ့ကြိတ်ခဲထားတဲ့ဒဏ်ရာတွေအပြစ်မထုတ်လို့
ကျမဆိုလို့ရှိရင်ကရဲစွာ performance လုပ်နေရမဟုတ်ဘူးကိုဟာကိုငါ့ရဲ့နေမှာရှိရခံစားချက်တွေငါ့ကိုပြစမ်းပါဆိုပြီးတော့ dance ritual လေးနဲ့ healing လုပ်တာဒီတော့ကျမပြောချင်တာကမြို့သမီးရဖြစ်ဖြစ်အမျိုးသားရဖြစ်ဖြစ်စစ်မှန်တဲ့ healing လုပ်တဲ့နည်းအများကြီးရှိပါတယ် dancing ကတော့အဲ့ဒီအများကြီးထဲမှာတစ်ခုပေါ့ကျမနဲ့တူတူ healing လုပ်ချင်တော့ကျမအသိရှိနေပါတယ်ဒဏ်ရာတွေနဲ့စိတ်မကြည်လင်မှုတွေကိုပြင်ပမှာဖောက်ထုတ်မဲ့အစား healing လုပ်ပါကခုံပါကိုစစ်မှန်စွာရှင်သန်ပါဒါဒီနေ့အတွက်ကျမရဲ့တင့်တက်စကားလက်ဆောင်ချစ်တဲ့